တနေ့တော့ဘာကြီးချစ်မောင်ကငါမင်းပင်းတော့သွားရင်တဲ့ငါတငယ်ချင်းတန်လုံးကိုစားပေးလိုက်ချင်တယ်ဘာကြီးတန်လုံးကဟိုးပဲရွာ2မိုင်လောက်ဝေးတယ်ကျွန်တော်ဘာကြီးလည်းစားမတတ်ဘူးစားပေးလိုက်ချင်တယ်ဆိုတော့မြင်းလဲနဲ့ကျွန်တော်ကသွားဘာကြီးပေးလေလို့ဆိုစားပေးလိုက်တော့အိတ်ထက်တန်လုံးပေးလိုက်ကွာအရေးကြီးလို့ပါဆိုတော့မြင်းလဲပေါ်ကြမှာကျွန်တော်သတိရဟာဘာကြီးကစားလည်းမတတ်ဘူးစားလည်းပေးလိုက်တယ်ပေါ့ဒါနဲ့အိတ်ထက်ထုတ်ဖတ်လိုက်တော့ဒိုးချောင်း2ချောင်းအဆက်ကလေး20လာချမ်းလေးဆွဲထားပြီးတော့20နွားရုပ်ကလေးနဲ့နောက်30ထားမင်လေးဆွဲထားပြီနောက်20အိုးလေးတွေကငွေလေးထွက်နောက်ဒီဘက်မှာ4တိုင်စင်လေးပြီးတော့ဒီမှာဝါလုံးလေးကိုသူခဲတာနဲ့မင်းနဲ့ဟာမြတ်စွာဘုရားအဲ့ခေလည်းမပါပြီးလည်းမပါဘဲနဲ့ဗိုက်တန်လုံးကိုစားပေးလိုက်တယ်ဆိုတော့မြင်းလဲเสียကိုကြောက်ခဲကိုပြရတယ်ကျွန်တော်ကကိုကြောက်ခဲဖတ်စမ်းမအောင်ကျွန်တော်တို့ဘယ်လို့မှဖတ်မရဘူးမင်းလူမစိတ်ညစ်ရတယ်ကြားတယ်ကွာတဲ့နော်ဦးတန်လုံးချက်ချင်းသွားဒါကိုလည်းသိချင်တာကိုဗိုက်တန်လုံးအဖဥချက်မောင်စားပေးလိုက်လို့အမလီအိုက်စာမျောနေတာမောင်ဖတ်ပြစမ်းမအောင်ဘာကြီးရဆိုတော့အမဒီကောင်လာစား2ရက်နေလာမယ်ပြောနေတာတဲ့မတို့ရွာနွားရောင်းမယ်ပြောတာပဲကွာတဲ့2ရက်လောက်နေပြီထရီလေးပါလေတောက်ကြတာပေါ့ကွာတဲ့ဩဟုတ်ကဲ့အိုးလေးကငွေထွက်နေတာငါ့ရင်ထမင်းစားမယ်ပြောတာအဲ့ဒါထမင်းအိုးတဲ့ဩဟုတ်ကဲ့ဒီဘက်က4တိုင်စင်ကအရင်စင်လေးရွာမှာဖျားဖို့ရှိတယ်ဩဟုတ်ကဲ့ဝါလုံးလေးဆက်ပြီးမဲရောင်ချေထားတာဟာအဲ့ဒါတန်လုံးငါဖို့ဟာတယ်အေးဟုတ်သားပဲဩဒီဘက်ကဒုတ်ချောင်းကြီးဟောအဲ့လို2ချောင်းချစ်ထားတဲ့မောင်ချစ်မောင်မင်းပါကြီးဗျာတဲ့ချစ်မောင်မှတန်လုံးတို့ပြည့်တဲ့စာပေါ့ကွာတဲ့ဟုတ်တယ်ဖြစ်တာပဲအရေးကြီးတာ